လောကမှာတဏှာခရီးထဲမှာကျင်လီနေကြရတဲ့ပုဂ္ဂိုလ်တွေဟာတခါတရံကြတော့အတွေးမှားပြီးတော့လည်းမှားရတဲ့အလုပ်တွေလုပ်မိတတ်သွားတယ်တခါတရံကြတော့အပေါင်းအသင်းမကောင်းလို့လည်းပဲမှားယွင်းမှုတွေဖြစ်ပေါ်စေတတ်တယ်အပေါင်းအသင်းကြောင့်မှားယွင်းတာတွေများစွာရှိတယ်လို့အတွေးအကြံလွဲမှားပြီးတော့မှားယွင်းတဲ့အလိုဆန္ဒတွေမှားယွင်းတဲ့စိတ်နေသဘောတွေကြောင့်စိတ်နေသဘောထားတွေကြောင့်အမှားလုပ်မိတာတွေလည်းလောကကြီးမှာရှိတတ်တယ်လုပ်တော့ကတော့ကောင်းမယ်ထင်လို့လုပ်တာပဲအကျိုးတက်ရောက်လာတဲ့အခါမှာထိုအကျိုးတက်ရောက်လာတဲ့အကျိုးကမကောင်းတဲ့အကျိုးဖြစ်လာဒါကြောင့်မို့မြတ်စွာဘုရားကမဟာဓမ္မသမဒါနသုတ်မှာဆိုရင်ခွဲခြားပြီးတော့ဟောကြားထားတာရှိတယ်လက်တွေ့အနေထားကမကောင်းဘူးလို့ထင်ရပေမဲ့အကျိုးပေးကြတော့ကောင်းတာရှိတယ်လက်တွေ့အနေထားကကောင်းတယ်လို့ထင်ရပေမဲ့အကျိုးပေးကြတော့မကောင်းတာရှိတယ်လောကမှာအမျိုးမျိုးပဲလက်တွေ့အနေထားကလည်းကောင်းတယ်အကျိုးပေးလည်းကောင်းတယ်လက်တွေ့အနေထားလည်းမကောင်းဘူးအကျိုးပေးလည်းမကောင်းဘူးဆိုတာရှိတယ်လုပ်ရက်၄မျိုးနဲ့ပတ်သက်တာလောကလူတွေဆိုတာလုပ်တဲ့အချိန်မှာမကောင်းပေမဲ့လို့ရလာတဲ့အကျိုးဟာအကောင်းဖြစ်လိမ့်မယ်လို့မျှော်တွေးပြီးတော့လုပ်မိတတ်ကြတာမျှော်လင့်ချက်ထားပြီးတော့လုပ်ကြတယ်အကောင်းဖြစ်လိမ့်မယ်လို့ထင်တယ်ဒါမို့လုပ်နေတဲ့အချိန်မှာကောင်းပေမဲ့လို့အကျိုးရလာတဲ့အခါမှာလည်းမကောင်းတာတွေအများကြီးရှိဒါကြောင့်မို့လို့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုတာကိုခွဲခြားသိတတ်တဲ့အသိဉာဏ်အမတ္တမတန်ဖိုးရှိတယ်လို့မြတ်စွာဘုရားကဟောတာအဲ့ဒီအသိဉာဏ်မရှိတော့ဘူးဆိုလို့ရှိရင်လူတွေဟာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားမသိသည့်အတွက်ကြောင့်မလုံးတင်တာကိုလုံးမိပြီးတော့လုံးတင်တာကြတော့မလုံးခဲနေမိသွားတယ်အကျိုးတွေဆုပ်ယုတ်ကြတယ်အဲ့ဒါလို့မဆုပ်ယုတ်ရလေအောင်ဘဝတစ်ခုရလာတဲ့အခါမှာအမှန်တရားကိုသိဖို့အသိဉာဏ်ရဖို့သိဖို့အထောက်ဖို့ဆိုတာအမတ္တမအရေးကြီးတယ်အပေါင်းအသင်းကြောင့်မှားတတ်လို့မြတ်စွာဘုရားကမှန်ကန်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းဖို့ဆိုပြီးတော့မင်္ဂလာတုတ်မှာလူဘဝရလာတဲ့ပုဂ္ဂိုလ်ဟာအရေးတကြီးလိုအပ်ချက်ကတော့မကောင်းတဲ့လူမပေါင်းမိဖို့နဲ့ကောင်းတဲ့လူပေါင်းမိဖို့ဒါအရေးတကြီးလိုအပ်တယ်အဲ့ဒီမှာလည်းပဲစဉ်းစားကြည့်လို့ရှိရင်မကောင်းတဲ့လူကိုပေါင်းမိတယ်ဆိုတာဟာသို့မဟုတ်ပညာရှိကောင်းတဲ့လူကိုပေါင်းမိတယ်ဆိုတဲ့နေရာမှာလည်းပဲကိုယ်ကိုယ်တိုင်ရွေးချယ်လို့ရတဲ့ဟာလားသို့မဟုတ်သဘာဝကပေးလိုက်တာလားလို့နှမျိုးရှိသေးတယ်မိမိကိုယ်တိုင်ကိုယ်ကကံမကောင်းအကြောင်းလားလို့မကောင်းတဲ့အတိုင်းဝိုင်းထဲမှာသွားလူဖြစ်လို့ရှိရင်ကောင်းနိုင်စရာအကြောင်းမရှိဘူး။ရာခိုင်နှုန်းတော်တော်များများမကောင်းတဲ့အတိုင်းဝိုင်းထဲရောက်သွားရင်ကောင်းဖို့ဆိုတာမျှော်လင့်ဖို့အတော်ခဲရင်သွားတယ်။ဗမာစကားပုံလည်းရှိတယ်လေမုတ်ဆိုးနာနီမုတ်ဆိုးတငါနာနီတငါဆိုတာကိုယ်ကမုတ်ဆိုးအတိုင်းဝိုင်းထဲမိသားစုအတိုင်းဝိုင်းထဲဖြစ်ရင်မုတ်ဆိုးဖြစ်ဖို့ကရာခိုင်နှုန်းများနေတယ်တဏှာမိသားစုဝင်ထဲမှာသွားဖြစ်မယ်ဆိုလို့ရှိရင်တဏှာဖြစ်ဖို့ကရာခိုင်နှုန်းများနေဘာသာခြားအမျိုးစုထဲမှာသွားဖြစ်လို့ရှိရင်လည်းအဲ့ဒီဘာသာခြားအမျိုးဝါဒကိုလိုက်လာဖို့ဆိုတာရာခိုင်နှုန်းများနေ
အဲ့တော့တစ်ခါတစ်ခါကိုယ့်ဘက်ကိုရွေးချယ်ဖို့ဆိုတာအတော်ကိုဉာဏ်ရှိမှရွေးချယ်လို့ရဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဘဝမှာသိဖို့အထောက်ခဲ့တဲ့အသိဉာဏ်မရှိဘူးဆိုရင်ရွေးချယ်ဖို့အလွန်ခက်တယ်အမှန်မှစဉ်းစားဖို့အလွန်ခက်တယ်မိယောဗလာမိဘဘိုးဘွားကကိုးကွယ်တဲ့ဘာသာတရားကိုနောက်ကနေလိုက်ကိုးကွယ်ရတယ်ဆိုတာအလွန်လွယ်တာပေါ့ရှေ့ကလူသွားတဲ့လမ်းကိုလိုက်နင်းတာဟုတ်တာအသိဉာဏ်မပါလဲရသို့တော့တိတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာအမှန်အမှားကိုလေ့လာဆန်းစစ်ဖို့အမတန်မှအရေးကြီးတယ်ခုဘုန်းကြီးတို့တွေလူဘဝရထားပြီရထားတဲ့အခါမှာဘဝမှာအမှတ်တမဲ့မနေသင့်ဘူးလေ့လာသင့်တယ်လောကမှာလူတွေကိုးကွယ်နေကြတဲ့ဘာသာတရားအလုံးသိရှိအောင်လေ့လာသင့်လေ့လာပြီးတဲ့အခါမှာဆုံးဖြတ်ပြီးတော့လိုက်နာသင့်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်သူများဖောက်ထားတဲ့လမ်းပေါ်မှာရှောက်တတ်သူတယောက်ပဲဖြစ်ပဲကိုယ်တိုင်အမှန်မှားကိုသိလို့ရှောက်တဲ့လမ်းမဟုတ်ဘူးဆိုရင်ခိုင်မာဖို့တော်တော်ခက်တယ်ပေါ့ဒါကြောင့်မို့အခုလိုတရားပွဲကြီးတွေကျင်းပပြီးတော့တရားနာရတယ်ဆိုတော့အမှန်အမှားကိုသိရှိဖို့အသိပညာတွေရဖို့အသိပညာဆိုတာသူကသူရမလာဘူးသုတ္တတာသုတဝဋ္ဌနီလို့ဆိုတဲ့အတိုင်းနားထောင်တာတရားနာတာပဲဖြစ်စေဟောပြောပွဲတွေဘာသာရေးနဲ့ပတ်သက်ပြီးဟောပြောတာတွေဖြစ်စေစာပေလေ့လာတာပဲဖြစ်စေဘောဓုတ္တတွေများလာတယ်စဉ်းစားစရာတွေနှိုင်းရှင်ပြီးကြည့်စရာတွေများလာတယ်ဗမာလူမျိုးတွေပြောကြတယ်မြင်စရာကြားစရာမျက်စိကမြင်တဲ့အခါမှာလည်းပဲကိုယ်မှနှိုင်းရှင်ကြည့်စရာတွေနားကကြားတဲ့အပေါ်မှာလည်းပဲမတူညီတဲ့အတန်တွေမတူညီတဲ့ဟောပြောချက်တွေမတူညီတဲ့အမြင်တွေအဲ့ဒါတွေကိုနားထောင်ပြီးနှိုင်းရှင်ပြီးတော့လေ့လာစရာကိုယ်ပိုင်ညာလှုပ်ရှားဖို့တော့လိုအပ်တာပေါ့သုတ္တတာသုတ္တဝဋ္ဌနီနာကျင်တဲ့စိတ်ရှိဖို့ပိုအရေးကြီးတရားပွဲလာပြီးတရားနာကျင်တဲ့စိတ်ကိုကတော်တန်မိုးရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာလဝကဗီလူကြီးကသုတ်တန်တဲ့ခုမှာအာလဝကသုတ်တန်မှာမေးထားတာရှိတယ်လေဒါကတော့သူစွမ်းစားနဲ့သူမေးတာမဟုတ်ပါဘူးသူမိဘလက်ထက်ကဒီမေးခွန်းနေတဲ့အဖြေတွေဟာရေးမှတ်ထားတာသင်ပေးထားတာရှိမိဘတွေကသင်ပေးထားသူမေးတော့အမေးတွေပဲကြံတယ်မေးခွန်းပု္ပ္ပာတွေပဲကြံပြီးအဖြေတွေသူမေးတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒါမေးတာဉာဏ်နဲ့ပညာရှိလို့ခေါ်တဲ့တကုဋ္ဌိပတ်ရှိတဲ့သမဏဗြဟ္မဏတွေနဲ့တွေ့တဲ့အခါမှာလည်းပဲသူတမျိုးမေးလို့ရှိတယ်မေးလို့ရှင်းတတ်တဲ့အဖြေမရရင်သူကနှိမ့်ဆက်တယ်တော်တော်ကြမ်းတဲ့စိတ်ဓာတ်ရှိတယ်အာလဝကဆိုသူမေးခွန်းဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်ဒုက္ခပေးတယ်မြတ်စွာဘုရားလည်းအဲ့လိုဒုက္ခပေးဖို့သူကြံတယ်ဒါပေမဲ့သူရှင်းတတ်လောက်တဲ့အဖြေကိုရတယ်အဲ့သူမေးတဲ့မေးခွန်းတွေထဲမှာဘာပါတော့ဆိုကထံသူလဝတိပညာလောကမှာအသိပညာဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့ပညာကိုဘာနဲ့ရနိုင်တယ်လဲဘယ်လိုလုပ်ရနိုင်လဲဒီမေကုံပညာရဖို့ဘာလုပ်အောင်ဆိုတော့မြတ်စွာဘုရားဖြေတာတလုံးနဲ့ဖြေတာသုတ္တုတာလည်းပဲဒီပညာမင်းဂယုတစိုက်နားထောင်မယ်ပညာရှိပုဂ္ဂိုလ်တွေဟောတာပြောတာသူတော်ကောင်းတွေဟောတာပြောတာမင်းကြကြနနဂယုတစိုက်နားထောင်မယ်ဆိုရင်မင်းပညာတွေရလာမှာပဲဟောအဲ့ဒီအဓိပ္ပာယ်နဲ့အခုသုတ္တုတာသုတ္တဝဋ္ဌနီဆို
နာကြားလို့စိတ်သင်ကြားလို့စိတ်သင်ယူလို့စိတ်ဆိုတာပညာရဖို့အတွက်အရေးကြီးဆုံးအကြောင်းတစ်ခုပဲအဲ့ဒီဆန္ဒမှမရှိရင်နာကြားခြင်းဆိုတာမဖြစ်ဘူးနာကြားလို့တဲ့စိတ်ကဒါမို့သုတ်တုတာဆိုတဲ့စကားလုံးကကြားနာခြင်းမဟုတ်ဘူးသောတုံအိဋ္ဌာသုတ်တုတာနာခြင်းနဲ့ဆန္ဒကိုပြောတာနာခြင်းနဲ့ဆန္ဒရှိရင်နာတယ်သင်ကြားခြင်းနဲ့ဆန္ဒရှိရင်သင်တယ်သင်သည့်အတွက်ကြောင့်ပညာရတယ်ပေါ့အဲ့လိုရလာတဲ့ပညာသုတံပညာယဝဋ္ဌနံနာကြားခြင်းဒီအတွက်ကြောင့်ဘောဓုတတွေရတယ်ဘောဓုတရလာသည့်အတွက်ကြောင့်သုတံပညာယဝဋ္ဌနံအသိဉာဏ်တွေရလာတယ်အဲ့ဒီရလာတဲ့အခါဘာဖြစ်လဲလို့ဆိုပညာယအထံဇာနာတိရလာတဲ့ပညာကဘဝရဲ့အထိပ္ပယ်လုတ်တင်တာနဲ့မလုတ်တင်တာဆိုတာတွေကိုနားလည်လာတယ်သိလာခွဲခွဲပြားပြားသိသူများပြောတဲ့နောက်ကိုဂျုံရမယ့်ဟာမဟုတ်တော့ကိုယ့်အကိုဆုံးဖြတ်နိုင်တာပညာယအထံဇာနာတိညာတောအထောဒုက္ခဝဟောအဲ့လိုဆုံးဖြတ်နိုင်လို့သိပြီးတော့ဆောင်ရွက်လာပြီဆိုလို့ရှိရင်တော့ဘဝမှာကိုလိုချင်တဲ့ချမ်းသာဒုက္ခတွေဒီဆောင်ရွက်မှုကပေးလာမှာပဲလို့အဲ့လိုဆိုလိုတာဒါကြောင့်ဘဝတစ်ခုရလာတယ်ဆိုတဲ့နေရာမှာအသိပညာရှိဖို့အမတန်မှအရေးကြီးတယ်ခုဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာအမတန်မှကံကောင်းလို့ဘုရားဘာသာအတိုင်းပိုင်းထဲမှာလူလာဖြစ်ကြတယ်သို့တော့အဲ့ဒါလေးနဲ့တင်ရှင်းတတ်နေလို့ရှိရင်ပြည့်ပြည့်ဝဝခံစားရမှာမဟုတ်ဘူးကိုကံကောင်းတာကိုအလဟသဖြစ်ပြီးတော့အသုံးမချဘူးဆိုရင်အကျိုးအမြတ်ဆိုတာရမှာမဟုတ်ကံကောင်းတာလေးတွေထိုင်ပြီးတော့ဒီတိုင်းရှေ့ကိုမကြိုးစားဘူးဆိုဝိသခါပြောတယ်လို့ပြောရင်အဟောင်းစားနေကြတာဖြစ်မှာကံကတော့အကောင်းပို့လိုက်တာပဲဒါပေမဲ့လို့ဘာမှမသိပဲနဲ့အမှတ်တမဲ့ညှော့လိုက်နေမယ်ဆိုလို့ရှိရင်တော့အဟောင်းကုန်သွားလို့ရှိရင်နောက်ထပ်အကြောင်းတရားတွေကလည်းကောင်းတဲ့အကြောင်းတွေလည်းကုန်သွားမှာပဲအဟောင်းကုန်ရင်အကောင်းကုန်မှာအကောင်းကုန်သွားတာနဲ့တပြိုင်နက်ဒုက္ခနဲ့နီးလာတာပဲပေါ့ဒါကြောင့်မို့လို့ဘဝမှာအမှတ်တမဲ့မနေရအမှတ်တမဲ့မနေရဘူးလေးလာရမယ်သိအောင်လုပ်ရမယ်ကိုယ်မျက်စိနဲ့မြင်နေရတာတွေရှိတယ်နားနဲ့ကြားနေရတာတွေရှိတယ်အလုံးကိုအမှတ်တမဲ့မနေပဲနဲ့စူးစမ်းလေ့လာမှုပြုတယ်ဘာဘယ်သူကဘာပြောတဲ့အရာဟာဟုတ်မဟုတ်ဆင်ញင်စဉ်းစားတဲ့နေဖြစ်တဲ့မဖြစ်တဲ့ဖြစ်ထိုက်မဖြစ်ထိုက်ဘာသာရေးနဲ့ပတ်သက်လာရင်ပို့ပြီးတော့ဒီကိစ္စတွေကကျယ်ပြန့်လူတွေကဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်အကြောက်တရားကိုရှေ့ကထားကြတယ်ကိုယ်ွယ်မှုဘာသာတရားကိုနဲ့ပတ်သက်လာလို့ရှိရင်အကြောက်တရားရှေ့ကထားတာဒါလူရဲ့သဘာဝလို့ဖြစ်နေ20ရာစုနှစ်လူသားတွေ21ရာစုနှစ်လူသားတွေလည်းအကြောက်တရားပဲကဘာဦးကလူသားတွေလည်းအကြောက်တရားပဲအဲ့ဒီအကြောက်တရားတွေကြောင့်အမှားမှန်စစ်စစ်နိုင်စွမ်းမရှိပဲနဲ့ကိုယ်ွယ်ကြတာတဲ့သွားတဲ့လူကကောင်းကျိုးချမ်းသာတွေရပြီးတော့လွဲသွားတဲ့လူကဒုက္ခတွေရောက်ပြန်တာအဲ့ဒါကြောင့်မို့လို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရှိလာပြီဆိုလို့ရှိရင်သူများပြောတာကိုယုံကြည်လက်ခံခြင်းမရှိဘူးမိမိကိုယ်တိုင်ဆင်ញင်စဉ်းစားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခါတော့ကြားဘူးတာလေးတစ်ခုရှိတယ်အရင်တော့လည်းပြောဘူးပါတယ်အဲ့ဒါပြင်သစ်နိုင်ငံသူအမျိုးသမီးတယောက်အကြောင်းအဲ့တော့ပြင်သစ်နိုင်ငံဆိုတာမိသားစုတွေအားလုံးဟာအများစုကခရစ်ယာန်ဘာသာကိုကိုးကွယ်ကြတာပဲမိသားစုကကိုးကွယ်
အဲ့ဒီမျိုးသမီးလေးကအမှတ်တမဲ့မနေဘူးအဲ့ဒီပြင်သစ်သူကဘာသာတရားတွေနဲ့ပတ်သက်ပြီးစာအုပ်တွေဖတ်တယ်လေ့လာသူသိချင်တယ်တုတ်တူတာပဲသိချင်တာသူကနာကျင်တယ်တတ်ချင်တယ်ကြားချင်တယ်အဲ့ဒီမှာဘုရားဘာသာကျမ်းစာတစ်ခုဖြစ်တဲ့ဓမ္မပဒဆိုတာဂါထာပေါင်း400ကျော်ရှိတယ်အဲ့ဒီဂါထာ400ကျော်မှာအတွေးခေါ်ကလေးတွေရေးထားတာဂါထာလေးတွေမြန်မာလူမျိုးတွေကဂါထာရဲ့အနှစ်သာရအဓိပ္ပာယ်အတွေးခေါ်ကိုတိတ်ပြီးစိတ်ဝင်စားဘူးဘာစိတ်ဝင်စားဇာတ်လမ်းတွေပဲစိတ်ဝင်စားဇာတ်လမ်းတွေစိတ်ဝင်စားတော့ဇာတ်လမ်းတွေမှာပဲပျောက်သွားမြတ်စွာဘုရားဟောထားတဲ့အစီအနှစ်ကဂါထာလေးတွေဇာတ်လမ်းကအဓိကမဟုတ်ဘူးအဲ့ဒီမြတ်စွာဘုရားဟောထားတဲ့တရားရဲ့အနှစ်သာရဂါထာလေးတွေမှာရှိတယ်အင်္ဂလိပ်လိုပြန်တဲ့အခါမှာဇာတ်လမ်းကိုဦးစားမပေးဘဲနဲ့ဂါထာရဲ့အနှစ်သာရလေးကိုဦးစားပေးပြီးတော့ပြန်ထားတယ်နမူနာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဓမ္မပဒမှာအစဆုံးဂါထာပါလဲလို့ဆိုမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌမနောမယမနတစေပဒုဋ္ဌိနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပရံလို့ဂါထာရဲ့အနှစ်သာရဒါအတွေးခေါ်လေးသဘာဝတရားအလုံးအထက်ကရာလိုကတော့ဓမ္မအရာစေရနာတွေစေတသိက်တွေပြောတာပေါ့ဒါပေမဲ့စိတ်တဏှာနိယတိလောကောဆိုတာနဲ့ကြည့်ပြီးတော့ဓမ္မကိုမနောပုပ္ပင်ကမဓမ္မသဘာဝတရားအလုံးကိုစိတ်ကဥဆောင်နေတယ်လူတွေရဲ့စိတ်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကြီးကိုဥဆောင်နေတယ်မနောတိဋ္ဌစိတ်ကကြီးမှုနေတယ်မနောမယစိတ်ကဖန်တီးထားတယ်မနတစေပရုဋ္ဌိနအဲ့ဒီစိတ်ကလေးပျက်စီးသွားမယ်အဲ့ဒီပျက်စီးတဲ့စိတ်နဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့စိတ်ကလေးနဲ့ဘာတတိဝါစကားပြောလိုက်မယ်ကရောတိဝါတခုခုလှုပ်လိုက်မယ်ဆိုရင်တဲ့မှားသွားနိုင်တယ်ရှိအရာရာမှာစိတ်ကဥဆောင်နေသည့်အတွက်ကြောင့်စိတ်ကောင်းနှလုံးကောင်းနဲ့လှုပ်မှစိတ်ဆိုတာတစ်ခါဖြည့်ဆည်းခံရတာရှိတယ်လေဘုန်းကြီးတို့တွေစိတ်ကြီးပါလားဒေါသဖြစ်တဲ့အခါမှာဒါအဖြည့်ဆည်းခံရဘယ်သူကဖြည့်ဆည်းတော့ဒေါသဖြည့်ဆည်းတာဒေါသကဖြည့်ဆည်းလိုက်တဲ့စိတ်ရှိတဲ့လူရဲ့ပုံကိုယ်ရဲ့စိတ်ဟာတစ်ဖက်သားပေါ်မှာမကျင့်တတ်မှုကြီးတွေဖြစ်ပြီးတော့ဆဲဖို့ဆိုဖို့ရိုက်ဖို့နှက်ဖို့ဆိုတာအလွယ်လေးဖြစ်နေအနည်းဆုံးဆဲဆိုမယ်ကျိန်းမောင်းမယ်စိတ်ဓာတ်ဟာအဲ့ဒါလို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုကစိတ်ကိုဖြည့်ဆည်းလိုက်လို့ပျက်စီးသွားပြီဆိုလိုက်ရင်ပြောလိုက်တဲ့အခါလည်းအကောင်းမဖြစ်ဘူးလှုပ်တဲ့ဟာလည်းအကောင်းမဖြစ်ဘူးအဲ့ဒါလို့ပြောမှဆိုမှဖြစ်တဲ့အခါဘာဖြစ်လဲလို့ဆိုရင်တတောနံဒုက္ခမနွေတိယတနာတွေဆင်းရဲဒုက္ခတွေနောက်ကနေပါလာတော့တာဟုတ်တယ်လေစိတ်ဆိုးပြီးဆဲမိလို့အတိုင်ခံရတယ်စိတ်ဆိုးပြီးရိုက်မိလို့ဆိုတာလေဒါတွေအရက်ထဲမှာမကြားခြင်းအဆုံးပဲလေလူကျင်တဲ့စိတ်မထိန်မိလို့ခိုးမှုကျူးလွန်မိတယ်ဟောဒုက္ခတွေရောက်တယ်ဘာနဲ့ဥပမာတူတော့ဆိုစက္ကံဝဝဟတောပရံလဲမှာကထားတဲ့နွားကြီးနောက်ကိုဘိန်းကြီးကလိုက်နေတယ်လို့ပဲလို့ဒီလိုပြောတာနော်ဒုက္ခကြီးကလိုက်နေတာဒုက္ခတွေကထက်ချက်မကွာလိုက်နေတယ်ဒီလိုဆိုလို့အဲ့တော့ဒါအတွေးခေါ်လေးတွေပဲတွေးခေါ်လေးတွေမြတ်စွာဘုရားကရှင်ပြီးတော့ဟောထားတယ်နောက်တစ်ခုကမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌမနောမယဒါကသဘာဝတရားကိုပြောပြတာလောကကြီးကိုလူတွေရဲ့စိတ်ကနေပြီးတော့ရှေ့ဆောင်နေတယ်စိတ်ဟာကြီးမှုနေတယ်စိတ်ကဖန်တီးနေတယ်ဆိုတာမှန်ကန်တဲ့အတွေးအခေါ်ကြီးတစ်ခုပဲမှန်ကန်တဲ့အမြင်တစ်ခုပဲအခုတရားဝဲရောက်ပြီးတရားနာလာတဲ့လူတွေဟာမလာခင်ကအေးတရားနာမယ်ဆိုစိတ်ရှိတယ်အဲ့ဒီစိတ်ကခေါ်လာတာလေ
စိတ်ကခေါ်လာတော့ရောက်လာတာပဲပေါ့စိတ်မပါဘူးဆိုမရောက်ဘူးတဲ့အဲ့တော့သိချာအဲ့တော့စိတ်ကဆောင်းလာဆောင်းလာတဲ့စိတ်ဟာကောင်းတဲ့စိတ်ဖြစ်လို့ရှိရင်ပြောတာလည်းအကောင်းဖြစ်တယ်လုပ်တာလည်းအကောင်းဖြစ်တယ်ဒါကိုမနတာစေပတန်နေနဘာသတိဝကရောတိဝစိတ်ကောင်းနှလုံးကောင်းဖြစ်ရင်လူတွေရဲ့စိတ်ဟာကြည်နေတယ်အဲ့ဒီကြည်နေတဲ့စိတ်ကလေးနဲ့စကားပြောမယ်။အိုးစိတ်ကြည်နေရင်စကားပြောတာလည်းချိုးသားတယ်။အလုပ်လုပ်တာလည်းကောင်းတာပဲလုပ်တယ်။ဟောအဲ့ဒီတော့ဘာဖြစ်လဲတတောနံဒုက္ခမနွေတိဆာယဝအနပ္ပါယိနေတဲ့။ကောင်းတာပြောကောင်းတာလုပ်ပြီးသည့်အတွက်ကြောင့်ချမ်းသာဒုက္ခကနောက်ကလိုက်တယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်လူသားရာအရိပ်ပါတယ်လို့အရေးဆိုတာဘယ်သူမှမငြင်းစေဘူးလေဝန်တော့ဝန်မိုးကြီးမဟုတ်ဘူးနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်သွားရအရေးပါတယ်ဆိုတာနေမပူတော့ဘူးပေါ့နေပူတဲ့ချိန်လေးမှာထီးလေးဆောင်းထားရင်အရေးပါတယ်ထီးလေးမိုးသွားရမယ်သို့မဟုတ်အရေးရှိတဲ့အောက်ကနေရှောက်လန်းသွားလို့ရှိရင်နေမပူမိုးရရင်လည်းမိုးလုံးတယ်ဒုက္ခတွေအများကြီးတက်တာအဲ့ဒါလို့အယိတ်ပမာချမ်းသာဒုက္ခကိုယ်တော့ကလိုက်တယ်လို့ဒါအတွေးခေါ်ပဲအဲ့ဒါလို့ရေးထားတဲ့ဓမ္မပဒဂါထာကိုအဲ့ဒီအမျိုးသမီးကသူကတေးသေးချာချာကြာကြာနာနာပြင်သစ်သူကဖတ်တယ်ဖတ်ရင်နဲ့သူဘာတွေဖြစ်လာတော့ဆိုလောကကြီးသဘာဝနဲ့ဆက်ဆက်ကြည့်ပြီးတော့သူလက်ရှိသူ့ရဲ့ပတ်ဝန်းကျင်ကသူယုံကြည်ကိုးကွယ်နေတဲ့ဘာသာတရားမှာဒါမျိုးတွေမရှိသည့်အတွက်ကြောင့်သူစိတ်ထဲမှာမှားကုန်ပြီဒါလက်တွေ့ကြတယ်မှန်ကန်တယ်ဆိုတာသူစိတ်ထဲမှာဝင်လာလို့သူ့မိဘတွေကိုပြောတယ်အမေတို့ကိုးကွယ်တာတွေမှားကုန်ပြီတကယ်အစစ်မှန်ကဒီတရားတွေကမှအစစ်မှန်လက်တွေ့နဲ့လည်းကိုက်ညီတဲ့တရားတွေမရှိတာတွေမျှော်မှန်းပြီးတော့လူတွေဟာယော်ရမ်းနေကြတာအများလက်တွေ့မကြတာတွေကိုလက်တွေ့မကြတဲ့အရာတွေနောက်လူတွေကလိုက်ရင်းကနေပြီးတော့ဘာမှအရေးမရအဖတ်မရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလောက်လေးတဲ့အရေးမရအဖတ်မရဆိုတော်သေးတယ်မကောင်းတဲ့အတုံးကြီးတွေအခဲကြီးတွေရရင်ဒုက္ခပေါ့နော်ရလာတဲ့အရေးရလာတဲ့အဖတ်ကမကောင်းတာတွေဆိုရင်ဒုက္ခရောက်အောင်ပါအဲ့တော့သူ့အမေဖေတွေကိုပြောတော့သူ့အမေဖေတွေကလက်မခံဘူးနောက်ဆုံးကြတော့သူဒီတရားဟာအမှန်လို့သူကသူဆုံးဖြတ်ပြီးတော့နောက်ဗမာပြည်ရောက်လာတယ်အဲ့ဒီအချိန်မှာဗမာပြည်မှာကခဏိခက်လို့တရားဌာန meditation center တွေပါမရှိဘူးကျိတ်တာတွေမရှိသေးဘူးစကိုင်းတောင်ရိုးမှာတရားကျင့်နေတဲ့ဆရာတော်ကြီးတစ်ပါးရှိတယ်မဟာကဏ္ဍယုံဆရာတော်လို့ခေါ်တယ်ဝါရင်ကာလမှာဆိုလို့ရှိရင်ခုထဲမှာအောင်းပြီးတော့လူတွေမခံဘူးဆုံးကတ်တဲ့အချိန်မှာဆုံးပွဲလေးသွားချပြစ်ဘက်ကအချက်ကလေးပေးထားခဲ့ဆုံးအုပ်ကိုချထားခဲ့ပြီးလာကတ်တဲ့လူမရှိတော့မှအသာလေးတကားဖွင့်ပြီးတော့ယူပြီးတော့ဖုံးပြီးပြီးပြီဆိုတဲ့အခါအပြင်ထုတ်ပြီးတော့တုံးကလေးခောက်လိုက်ကျန်တဲ့ဘက်ကလာသိမ်းသွားအတွေ့မခံဘူးဘယ်သူမှအာယုံကြားမှာဆိုလို့3လတိတိပိုင်ကူထဲမှာပိတ်ပြီးတရားထုတ်အဲ့ဒီဆရာတော်ကြီးစီရောက်လာပြီးတော့တရားဓမ္မကျင့်သုံးသွားတယ်လို့ဒီလိုမှတ်တမ်းတွေမှာဖတ်ရှုအောင်အဲ့ဒါကြတော့မိယုပလာလျှောက်တဲ့လမ်းကြောင်းကိုလျှောက်တာမဟုတ်ဘူးကိုယ်ပိုင်စဉ်းစားတဲ့အသိဉာဏ်ကိုအခြေခံပြီးတော့လျှောက်တယ်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေလည်းကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့လျှောက်လန်းနိုင်အောင်အသိပညာရအောင်ကြိုးစားရမယ်လို့ဒီလိုပြောလို့ဒါကြောင့်မလို့တရားဓမ္မတွေနာမဓမ္မအသိဆိုတာရအနှုတ်ဆိုမရဘူးတဲ့ကဲဒီကနေ့တန်ယုဒ္ဓနိကေမှာလာတဲ့အတွေးအမြင်ကလေးတစ်ခုပြောအောင်ဒီအတွေးအမြင်လေးကမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားတစ်ခုပဲယောဓပုံညင်စပပင်စယံကတ္တဝါကုရုတေဣတ
Yammitso Guruti Ida. Yoda Ponyensa Papensa Yammitso Guruti Ida. Suluraga Baro Solosi. Aku Leshi Boa Mare. Ludate Yauha. No? Kudule Lote, Akudule Lote. Ludate Yauha. Kudule Lote, Akudule Lote. Yala Boa Ma Gudule Lote, Akudule Lote. Can he cut that Takan Hoti? Eri to Lote Kudu, to Lote Akudu. To go by Merchete. To never that's it. Go by Sura Pesio Sajalo, go by Loop your Melo. Go dream of Shedam, oh, Pesio Saja, go Biamanida. Go Biamanida, to be you got a Barave, Media Padware, Yorete Padware, Dainete Padware, Delusion. O couldn't load a good or Agudu Surajaro. Go say, Tema Chita City, Doja. The go by Nepisi Chito. Go have a error. Don't look me at it, the city Kubeta. Tajamu Takas. Do never the sign, Janet, to say him a Moiwala, do never the sign. Can he done that Takan Hodi? Tinsa Adaya Gesati, Erico looked at a Kudo Agudo, you beat a Doyame, the Tagalumia Udaya. Tagalumia. Lodanya Kudo Agudo Reha. Do the say Senema Chilu? Tabawa Teya Leo Chibi Jetala, the coup. Dodo, Chitware a Yadakua. Do a chain by Lidrema, Piauque Dwari. Piauque Dwari Melu, Pacha Nelson, Enaji Swalidija. Enaji Surepawa Yaudu Mahobu. A Yaudu Mohdi, Dwajam, remain Chennai. But you remain Chitonzo, Congo Senior Senajili. Willa Gazadonga. ABCD do Kajika Widow, Mayeda. Soundly like that, Kayeda. A good day, Yala, they don't have ten like a lay, yes, it may yield like Yedo Yam. But the energy they see. Chapara so be yam, Lepo. King Agaron, John Yari, Agaron, Dugera, Kumishu. Piansana, Piampora, they see it. Edilu, Koloda Gudo Agudo Suraha. Account here need go yet. Say him as she needed. Mahabu. Dodo, sustain in the Meshibu, energy in the Nashid. Oido the Karawa. Chamli ma Vidama then and Bocha. Can the Yane Badavio? Cansora, Sirena, would he got hard for Manoga Jaro, Sirena, Mahabu. A face as a lova will let Cancore. No, you lose in a lova Lovacore, to me at the sea who go with sea lotion and lova, a face as Jaro. Two like Cano calling, no? Sirena Mahabu era. Chavara. You say Sura Mahabu? Say solo, Tilu, Devasi, Dokaya Basi, doing it well, Lucian Chavara, Manogan City. Mesa Dati, Marionette in the cook. Kaya Yam. Chanek Kayagan was the Ganigaro, Sirenari, back out the boat. Any about what they are, Ilia Danama, a John, so look the character, Johnson look, Chilai be Agudo Ganeo, Kudo Ganeo, Chilai be Ionet Sonzi of Chit. Get be there, Kama. Energy channels are very much Sena. A bit of Mother Boya solution. No? Harayawu to maybe of Chites, Nalona Rema Chandala. Cookie Luri up your Nina solution. Now, own out Hema, own out Hema Chandla. Error solution. Nalone Quadway, Romo, Nalone Piasido, Asato Bulia, Bay Outwam, Caneo. Pamdola, I get it him. The Gadiama, own no Ganeve.
အလုံးမလုံးတော့ဘဲနဲ့ပြတ်သွားလို့ရှိရင်ဆိုကွန်ပျူတာမှာတော့ memory တွေကပြတ်သွားတတ်တာပဲအဲ့လိုကွန်ပျူတာထဲမှာ hard disk ထဲမှာရှိတာတွေကတစ်ခါကျတော့ပြတ်သွားတတ်တယ်အဲ့တော့ဒီကံတရားဟာလူတွေရဲ့တဏ္ဍာမှာဖြစ်ပြီးတဲ့အခါမှာကဲကြီးအုံနောက်ထဲမှာရှိတယ်ဆိုအုံနောက်ပြည့်ရင်ပြတ်မသွားဘူးလားနှလုံးသားထဲမှာရှိတယ်ဆိုရင်ပြတ်မသွားဘူးလားဒါဖြင့်ကံတရားဟာဘယ်မှာရှိတာခွန်ကြီးတို့တစ်ချိန်တစ်ခါကိုယ့်ရဲ့တဏ္ဍာမှာကံတရားတွေဖြစ်သွားပြီအဲ့ဒီကံတွေဟာ accumulation ဖြစ်တယ်နောက်ဘဝလိုက်နေတယ်ဆိုဘယ်နှလိုက်တာအုံနောက်ကလူသေးလို့ရှင်ဒီမှာလူဘဝတဘဝပြီးရင်သေတာပဲသေပြီးမီးရှို့လိုက်တဲ့ထဲပါသွားပြီနှလုံးကလည်းပဲရပ်သွားတာပဲမီးရှို့တဲ့ထဲပါသွားပြီအဲ့တော့ကံရောပါမတော်ဘူးလားစဉ်းစားเสียကိုအဲ့တော့ဒါဖြင့်ကံတွေဟာဘယ်မှာတည်တာလဲ remain လုပ်တယ်ဆိုတာဘယ်မှာ remain လုပ်လဲကံတွေဟာစုမိဆောင်းမိဖြစ်သွားတယ်အကုသိုလ်လုပ်ရင်လည်းအကုသိုလ်ကံတွေစုမိသွားတယ်ကုသိုလ်လုပ်ရင်လည်းကုသိုလ်ကံတွေစုမိတယ်ဆိုဘယ်မှာသွားစုတာတုံးလို့မေးလို့ရှိရင်ဘယ်မှာတည်တာတုံးလို့မေးလို့ရှိရင် mental process လို့ခေါ်တယ်စိတ်တတန်တနာစိတ်ဖြစ်စဉ်ကြီးမှာတည်တာကိုပြောတာစိတ်ဖြစ်စဉ်ဆိုတာဘယ်တော့မှမရဘူးလူသိသွားပြီမဲ့လို့စိတ်ဖြစ်စဉ်ကမသေးဘူးတဲ့အဲ့တော့ကံတရားတွေ accumulation ဖြစ်တာအုံနောက်မှာလည်းမဟုတ်ဘူးနှလုံးသားမှာလည်းမဟုတ်ဘူးစိတ်အစဉ်မှာတည်တယ်လို့ဒီလိုပြောစိတ်ကိုကအမြဲတမ်းဖြစ်စဉ်တစ်ခုအနေနဲ့ရွေးရှားပြီးတော့တွားနေတာနိဗ္ဗာန်မရမချင်းဒီစိတ်အစဉ်ကရပ်တန့်သွားတယ်လို့မရှိဘူးဈာထဲမှာရပ်တန့်တာနှစ်နေရာတော့ရှိနိုင်တယ်ခိတ္တခဏရပ်တန့်တာနှစ်နေရာရှိတယ်ပါတော့និရောဓသမဘဝင်စားတဲ့အခိုက်မှာရပ်တန့်နိုင်တယ်နောက်တစ်နေရာကတမာတိစွမ်းအားနဲ့အတညတဘုံမှာသွားဖြစ်လို့ရှိရင်လည်းရပ်တန့်သွားနိုင်တယ်ပေါ့အဲ့ဒီနှစ်နေရာကလွယ်လို့ရှိရင်ရပ်တန့်သွားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မလို့လူတွေရဲ့ကံတရားဟာစိတ်အစဉ်ကမပြတ်သည့်အတွက်ကြောင့်စိတ်အစဉ်ထဲမှာပါဝင်ပြီးခုခေတ်စကားနဲ့ပြောရင် online ဖြစ်နေပြီလို့ပြောတာနော်ဘာလို့ online ဖြစ်သွားပြီကိုလုပ်တဲ့အလုပ်တွေ online ဖြစ်သွားရှောင်လို့တိန်လို့မရဘူးအဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်တင်ညိတတတကံဟောတိတင်္စအာရာယကိစ္စတိဒါလူလိုနားလည်အောင်ပြောတာဘယ်သူကယူသွားတော့ဆိုတကယ်ကတော့ယူတဲ့လူရဲ့လို့မရှိဘူးစိတ်အစဉ်ထဲမှာပါနေတာကိုပြောတာနော်အဲ့ဒီကံတရားကိုကံတရားဟာကိုယ်ပိုင်ဆိုင်ပြီးတော့သွားတဲ့အခါမှာဘဝတစ်ခုဆုံးတတ်တဲ့အခါမှာလည်းပဲအဲ့ဒါယူသွားရတယ်ဒါကမြတ်စွာဘုရားဟောကြားတဲ့ကံနဲ့ပတ်သက်တဲ့သဘာဝဖြစ်စဉ်တစ်ခုဒါအသေးသေးချာချာမှတ်ရမယ့်ဟာတစ်ခုလူဖြစ်လာရင်နှမျိုးစလုံးလုံးတယ်ကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်လုံးမိလို့ရှိရင်အဲ့ဒီလုံးမိသမျှကုသိုလ်အကုသိုလ်ဒီကိုယ်ပိုင်တာဖြစ်တယ်သိတဲ့အခါမှာဒါပဲယူသွားရမယ်ဟောဒါကလှုပ်ဆိုပြီးအတွေးအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုရှိအေးတန်တရားထဲမှာဘုန်းကြီးတို့တွေကကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကောင်းတာလေးတွေစဉ်းစားပြီးတော့နေပဲဆိုရင်ကောင်းတာလေးကြီးလုံးမိလို့ရှိရင်တော့ကောင်းတာတွေပဲခံစားရမှာပေါ့ဟောမကောင်းတာလည်းတစ်ခါတစ်ခါခုနလိုအပေါင်းအသင်းကြောင့်ဖြစ်စေကိုယ်တိုင်အတွေးအမြင်မှားလို့ဖြစ်စေအသိဉာဏ်မစူးရောက်လို့ဖြစ်စေမကောင်းတာတွေလုံးမိအဲ့ဒီလုံးမိသွားရင်တဏှာအမှားလို့ခေါ်တယ်တဏှာအမှားလို့ခေါ်တယ်အဲ့ဒီအမှားတစ်ခုကိုကျွလွန်မိလိုက်လို့ရှိရင်ခံရတာလည်းဝိခံအများကြီးခံရအဲ့ဒါနဲ့ပတ်သက်ပြီးတော့တဏှာအမှားကိုကျွလွန်လိုက်တဲ့ပုဂ္ဂိုလ်ဟာကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကဒါ example တစ်ခုအနေနဲ့ပြောတာဝတ္ထုလေးတစ်ပုဒ်တည်းအမှားအများကြီးပဲရှိတယ်ဒါမျိုးတွေနော်တဏှာမှာအမှားလုပ်မိတဲ့ပုဂ္ဂိုလ်ဆိုတာတဏ္ဍာပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာကတ္တဗဘုရားရဲ့လက်ထက်မှာဘုန်းကြီးတစ်ပါးပဲဘုန်းကြီးကလည်းတဏ္ဍာဘုန်းကြီးမဟုတ်ဘူးတောရွာကကျောင်းလေးတစ်ကျောင်းမှာသတင်းသုံးပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်နေတဲ့ဘုန်းကြီးကောင်းကောင်းမွန်မွန်နေပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးဒါဘုန်းကြီးဆိုပေမဲ့အမှားမလုပ်ဘူးလို့မအောင်မေ့လေနဲ့စိတ်ဓာတ်ဟာအမတန်မှအရေးကြီးတယ်နော်အဲ့ဒီကိုယ်တော်ကတောရွာကျောင်းလေးတစ်ကျောင်းမှာဒီလိုသတင်းသုံးတာအချိန်ရတိုင်းဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုဂ္ဂိုလ်
တနေ့ကျတော့သူအမှားလုပ်ဖို့ဘာကျုံလာလဲလို့ဆိုလို့ရှိရင်သူကတကြွယ်တယောက်ကဆောက်ထားတဲ့ကျောင်းမှာနေတာအဲ့ဒီတကြွယ်ကသူ့ကိုကိုးကွယ်လူလေးမရှိဆန်းကွမ်းလှူဒန်းတယ်ဒီနေ့ကျတော့အာဂနုကိုရောတပါးကြွအာဂနုကိုရောတပါးကျောင်းရောက်လာရောက်လာတဲ့အခါအဲ့ဒီကိုရောကသူ့ကျောင်းကိုအရင်ရောက်တာမဟုတ်ဘူးဆုံးခံသွားရင်းနဲ့သူ့တကာနဲ့အရင်တွေ့လာတယ်တွေ့တော့တကာကမြင်တော့အဲ့ဒီအာဂနုကိုရောပိတ်ကြည့်ညိုတယ်ရှင်းတော့ကတော့ယဟန်ဆိုတာဒီကျောင်းထဲမှာနေတယ်ဆိုတဲ့စနစ်အမှန်တမ်းနဲတယ်လက်ပတ်သွားလာနေကြတာများတယ်ပေါ့တနေရာအမြဲထာဝရနေတာသိမရှိဘူးအဲ့ဒါကြောင့်လို့အဲ့ဒီကိုတော့ကဒီလိုလက်သွားရင်းနဲ့အဲ့ဒီကနဲ့တွေ့တော့ကျောင်းတကာကြီးကကြီးညိုတယ်ကြီးညိုတော့ဆွမ်းနေပါလေကပ်ပြီးသင်္ကန်းနေပါလေလှူတယ်ပေါ့လှူပြီးတော့အရှင်ဘုရားတပည့်တော်ကျောင်းမှာတဲပါတပည့်တော်ကျောင်းရှိတယ်ကျောင်းကိုကြွားသွားအာဂနုကိုတော့ရောက်တယ်ဆိုအဲ့ဒီချိန်ထိအောင်သူကဟိုကမ္မထမ်းဘုန်းကြီးကမ္မထမ်းအားထုတ်နေတဲ့ရဟန်းတော်အာဂနုကြွလာတယ်ဆိုလေးလေးစားစားဆက်ဆံတယ်ရှင်ဘုရားဘယ်ဟာကြွလာတာတော့ဆိုသူတခါအိမ်ကကြွလာအဲ့ဒီချိန်ထိအောင်သူနေရာထိုင်ခင်းနေပေးပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်ညနေကျတော့တခါကအာဂနုဘုန်းကြီးကိုဂရုစိုက်တဲ့အနေနဲ့လူစရာတန်းစရာတွေနဲ့နော်ဂယုတက်ဆိုင်နဲ့ကျောင်းရောက်လာတဲ့အခါမှာသူ့စိတ်ကပြောင်းသွားနော်အမတန်ကြောက်စရာကောင်းတယ်နော်ငါဂယုဆိုင်တဲ့တကာကအခုငါလည်းပို့ပြီးတော့အာဂနုဘုန်းကြီးကိုဂယုဆိုင်တယ်ဆိုအတွေ့သွားတွေ့မိတယ်သူလည်းကမ္မထမ်းဘုန်းကြီးပဲကမ္မထမ်းအထုတ်နေတယ်လို့ဆိုတာဝိပဿနာရယုတ်တပယုတ်တော်ဝိပဿနာကျင့်စဉ်ကိုကြိုးကြိုးစားစားအထုတ်နေတဲ့ဘုန်းကြီးဖြစ်ပါရဲ့သားနဲ့အတွေးခေါ်အဲ့လိုဝင်သွားတယ်ဝင်သွားတာဘာကလွှမ်းမိုးလာတာတော့ဆိုအိတ်တာဆိုတာလွှမ်းမိုးလာငကိုယ်တော့ကတကာကသူတစ်ပါးတည်းကိုခယူးဆိုင်တာဟုတ်အခုသူနဲ့ပြိုင်ဘက်ကိုတော်တစ်ပါးရောက်လာတယ်အဲ့ဒီကိုတော်ကိုပိုခယူးဆိုင်တယ်လို့သူကထင်တယ်တော်တော်ကြောက်စရာကောင်းတယ်နော်အဲ့ဒါဒီအထင်လေးကအေးငါခယူးဆိုင်နေတဲ့တကာကအခုဒီကိုတော်ပိုခယူးဆိုင်လာစိတ်ထဲမှာဒါကိုအိတ်တံလို့ခေါ်တယ်ကိုယ်ပဲဂရုစိုက်စေခြင်းနဲ့သူများကိုဂရုမစိုက်စေခြင်းမူဟောသူ့စိတ်ကလေးကနည်းနည်းလေးပုရုဇဉ်စိတ်ဓာတ်ကလေးဝင်လာအဲ့လိုဝင်လာပြီးတော့ဘုရားကကြာနနနေရာထိုင်ခင်းနေပါလေပြင်းစင်ပေးလို့ကုံဝေယဝိဇ္ဇတွေအကုန်လုပ်ပြီးသူသိမကြည့်ခြင်းဘူးနောက်ရကြတော့အရှင်ဘုရားတို့နှစ်ပါးလုံးဆွမ်းစားကြွပါအိမ်ပင့်သွားအိမ်ပင့်သွားတဲ့အခါမကြည်တော့ဘာလို့တုံဆိုမနဲ့ကြတော့အဲ့ဒီကိုယ်တော်ကိုသူကမလိုက်စေခြင်းမလိုက်စေခြင်းတော့ဘာလို့တုံဆိုမနဲ့အိယာထခေါင်းလောင်းထိုးတာအဲ့ဒီနေ့ကျတော့လက်သေးလေးနဲ့အသာလေးခောက်လက်သေးလေးနဲ့အသာလေးခောက်ဘုရားမနိုးအောင်လုပ်လို့အဲ့တော့မနိုးတော့သွားပြီးတော့ဒါမလိန်ခြင်းလို့ဝီနည်းလွတ်လောက်တာပေါ့နော်သူအိတ်တဲ့ချောင်းတောင်လေးကိုသွားပြီးတော့တကားကိုလက်သေးလေးနဲ့အသာလေးမကြားတကြားခောက်တယ်လူဆိုတာအမူအရာကြည့်တာနဲ့သိနိုင်တယ်ဘုရားတော်မနေ့ကသိပြီဒီကိုယ်တော်ငါ့ပေါ်မှာသိမလို့ဘူးဆိုသိသွားမြင်တာနဲ့သိတယ်သူတို့ကလူရဲ့တဘာဝဆိုမြင်တာနဲ့သိတယ်ဘာလို့မျက်နှာရိပ်မျက်နှာခဲကကြည်သလားမကြည်ဘူးလားဆိုမတန်မှထင်ရှားတယ်ထားစိတ်ရဲ့တယုတ်ဟာမျက်နှာမှာလာပေါ်တယ်ဒါကြောင့်မို့လို့အဆင်းဆိုတာနှလုံးသားရဲ့လှုပ်ဆောင်မှုတွေကိုမျက်နှာမှာလာပြတယ်တဲ့ဒါကြောင့်မို့လို့ရူပလို့ခေါ်တယ်နှလုံးသားရဲ့လှုပ်ရှားမှုတွေနှလုံးသားရဲ့ခံစားချက်တွေဟာမျက်နှာမှာလာပေါ်တယ်အဲ့ဒီကလေးသိထားပြီးဘုရားတော်ကတကယ်တော့တရားသူတရားမြတ်ရပြီးသားယဟနာပုဂ္ဂိုလ်ကြီးကသိအဲ့ဒါကိုဘုရားမပါအောင်လို့တိတ်တဆိတ်သူကကြွသွားအိမ်ရောက်တဲ့ခါကျတော့ဗာပြောတော့ဆိုအရှင်ဘုရားအာဂနုဘုန်းကြီးရောမပါဘူးလားဆိုတခါကြီးအာဂနုအိတ်နေတာတိုးနေတာ
ခေါင်းလုံးထိုးတာလည်းမလို့ဘူးတကားသွားခောက်တာလည်းမကြားဘူးဆိုတော့တကားကတော့ဘယ်လိုတွေးတော့ဆိုအရှင်ဘုရားတဲ့ခရီးပန်းလာလို့နေမှာပါတဲ့ကျိမ့်ပါစေတကားအဲ့လိုပြောသူကအဲ့ဒါခွင့်မလွတ်နိုင်အဲ့လိုပြောလေသူကအချိန်တက်သွားပြန်ပြီးတော့ခရီးပန်းလို့နေမှာပါအရှင်ဘုရားပဲဖုံးမေးကဲဖုံးမေးပြီးတဲ့အခါကျတော့ကြာကြာနာနာသူ့ကတ်တဲ့အစာအာဟာရတွေပဲအရှင်ဘုရားဒါလေးဆောင်းကျင်းသွားပါသူခရီးပန်းလို့ချိန်နေတာဖြစ်ပါလိမ့်မယ်ဒါလေးအကြောင်းရောက်တော့ကျွေးလိုက်ပါနှုတ်ကနာဇွမ်းနေထည့်ပြီးတော့ပေးလိုက်ပေးလိုက်တော့ယူတော့သွားတယ်မယူဘဲလည်းမနေရဘူးလေလူဆိုတာကိုယ်စိတ်ထဲကမဟုတ်တာလုပ်ရင်လည်းသူကရှက်တတ်တဲ့သဘာဝတော့ရှိသေးတယ်ပြောင်းတော့မလုပ်ရဘူးသူအဲ့ဒါယူသွားတယ်ယူသွားတဲ့အခါကျတော့သူစားတော့မှလည်းရတာရှိတယ်ရတာရှိမှန်းသိတော့ဒီဟာကျွေးလိုက်လို့ရှိရင်တော့ဒီကိုယ်တော်เจ้าကခွာတော့မှမဟုတ်ဘူးဒါမျိုးစားရရင်သူဘယ်မှသွားတော့မှမဟုတ်တော့အဲ့တော့ဒီစားခါငါဘယ်လိုလုပ်ရပါသူကလည်းပဲစဉ်းစားတယ်ဖက်ဖက်ကနေပြီးတော့ငါဒီတိုင်းတုံပြစ်ခဲ့ရင်လေကြီးကန်းတွေကဝိုင်းထိုးရင်ငါလှုပ်တာပေါ်လိုက်မယ်ပေါ့ဟောရေထဲတုံလိုက်လို့ရှိရင်လေနှုတ်ကနာဆိုတာထောပတ်ကပါလာကိုရေပေါ်မှာအစီတွေဝိတ်နေရင်လည်းပဲဟောငါတုံပြစ်ခဲ့တယ်ဆိုတာပေါ်လိုက်မယ်ပေါ့အဲ့တော့ဒါခြေရာဒီလက်ဆလက်နနော်သဲလွန်သားတွေမှာဖြောက်မှဖြစ်ဘာမှမကြမ်းအောင်ဘယ်လိုလုပ်တုံးဆိုသူ့เจ้าလေးကိုပြန်တဲ့လမ်းမှာတောမီလောင်ထားတဲ့နေရာရှိတယ်မိကြီးတွေကဲလက်ဆက်ပြအောင်လို့ဆိုပြီးတော့အဲ့ဒီတောမီကြီးခဲတွေခြားထဲမှာမိကြီးတွေရက်ပြီးအဲ့ထဲကိုတွန်ထဲလိုက်ဘာမှလက်ဆက်လက်နာမကြအောင်၆ပြစ်ခဲ့အဲ့ဒါလောက်ထိအောင်သူဖြစ်သွားတာနော်ဒါကပ္ပထာထုတ်နေတဲ့ဘုန်းကြီးတစ်ပါးနော်ပြီးတော့သူလည်းသူတော်ကောင်းတော့သူတော်ကောင်းပဲကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တစ်ပါးပဲသို့တော့စိတ်ကပျက်စီးသွားပြီဆိုရင်ဘယ်သူကဖြက်စီးတော့ဆိုအိတ်တမစ္စရိယဖြက်စီးအိတ်ကဖြက်စီးလိုက်လို့အဲ့ဒီပြစ်မှုတစ်ခုကိုသူကျွလွန်မိသွားအဲ့ဒါနဲ့လမ်းမှာပဲတွန်ထားခဲ့ပြီးတော့သူကြောင်းပြန်တယ်ကျောင်းရောက်တဲ့အခါကျတော့အဲ့ဒီကိုရောနေတဲ့နေရာသွားကြည့်တော့မရှိဘူးကွာအဲ့ကြတော့မှလန့်သွားတယ်စိတ်ထဲမှာငါအကြံနေသိလို့နဲ့တူတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်ပြီစိတ်မကောင်းကတာမန်မကောင်းဖြစ်တာမဟုတ်ဘူးနောက်ကျသွားပြီသူလှုပ်တော့ကတော့သူမှန်တယ်ထင်ပြီးတော့လှုပ်တာဒီပုဂ္ဂိုလ်ဟာတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်ငါအတွေးတွေအကြံတွေကိုသိလို့ဒီလိုဖြစ်လိမ့်မယ်အဲ့တော့ဒီမှာမနေတော့ဘဲနဲ့ကြွသွားတာဖြစ်နိုင်တယ်လို့စိတ်ထဲမှာအတော်စိတ်မကောင်းဖြစ်တဲ့အဲ့ဒီစိတ်မကောင်းတာဟာဘယ်တော့မှပြန်ကောင်းလာတော့မဟုတ်ဘူးလူဟာမဟုတ်တာလုပ်ပြီးသွားပြီဆိုရင် remorse လို့ခေါ်တယ် worry လို့ခေါ်တယ်နော် worry ဆိုတာတောကဖြစ်စိတ်မချမ်းသာဖြစ်နေတာနောက်ဆုံးမှစိတ်မချမ်းသာဖြစ်သွားတဲ့အခါလူစင်စက်ကလူပြိတ္တာသဘောမျိုးရောက်သွားအယုတ်ပြိုင်ပြိုင်နဲ့မစားနိုင်မတောင်းနိုင်စိတ်တောကတွေရောက်ပြီးတော့တပိမ့်ပိမ့်တလိမ့်လိမ့်စိတ်ထောင်းတော့ကိုချီဆိုတဲ့ပုံစံကြီးဖြစ်လာဆေးနဲ့ပါခုဝမ်းလည်းနာဆိုတာခုရတတိဆေးမရှိတဲ့တောကနှလုံးသားကိုလောင်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်တဖြည်းဖြည်းသွေးသားတွေမလမ်းမဲ့နဲ့ပိန်ခြုံပြီးနောက်ဆုံးကျတော့ဒီစိတ်နဲ့ပဲပြန်တော်မူသွားတဲ့အခါကျတော့နှစ်ပေါင်းများစွာငရဲကြသွားရှာငရဲမှာခံရရှာအဲ့ဒီနှစ်ပေါင်းများစွာငရဲခံပြီးတဲ့အခါရက်ခလို့ဆိုတဲ့အမတန်ဆင်းရဲတဲ့စိတ်ဓာတ်ဘလူးမျိုးသွားပြီးတော့ဘဝ900ဖြစ်တယ်သူတခါတည်းလှုပ်ခဲ့တာအစာတခါတည်းမကြွေးခဲ့ပဲနဲ့လမ်းသွန်ပစ်ခဲ့တာသူများပေါ်ရရမဲ့လတ်လာပါကိုသူဟန်တားခဲ့သည့်အတွက်ကြောင့်အဲ့ဒီဘဝပေါင်း900ဘလူးတွေကြီးဖြစ်တဲ့ထဲမှာတခါပဲဝအောင်စားရတယ်တဲ့နော်တခါတည်းပဲဝအောင်စားဘူးတဲ့အဲ့ဒီကနေသေတော့ခွေးဘဝ900ဖြစ်တယ်အဲ့ဒီခွေးရလည်းပဲဟိုကားကြီးနဲ့အိမ်မှာအလှမွေးတဲ့ခွေးမျိုးမဖြစ်ဘူးခွေးလေဟို
ဟိုမိုက်ပုံး၌ဒီမိုက်ပုံး၌စားရတယ်မရှိဘူးဝါရတယ်မရှိဘူးဟိုကခဲနဲ့ပြစ်ထုတ်ဒီကခဲနဲ့ပြစ်ထုတ်အဲ့ဒီလိုခွေးဘဝမျိုးမှလည်းပဲဘယ်တော့မှဗိုက်ကြည့်အောင်မစားရဘူးတဲ့တခါတော့လူတယောက်ကအံသွားတဲ့အံပတ်တွေကိုသူတခါစားလိုက်ရတယ်ဝါအောင်အတိတ်တစ်ခါပဲစားဘူးတဲ့ဝါအောင်စားနော်နှစ်ဘဝပေါင်း900ဘဝ1000မှာတဘဝမှာတစ်ချိန်ပဲစားခဲ့ရဘလူးဘဝ900ရှိတဲ့ထဲမှာ900တဲကဒါတဘဝလုံးဝအောင်စားတာမဟုတ်ဘူးအဲ့ဒီဘဝတဲကတစ်ချိန်ပဲစားခွေးဘဝ900ဖြစ်တဲ့ထဲမှာတစ်ခုသောဘဝမှာတစ်ချိန်ပဲစားခဲ့ရတယ်ကြံတဲ့အချိန်ကဘိုက်ဟောင်းလောင်းနေပဲနေရတယ်လောက်ကြောက်စရာကောင်းတယ်ဆိုဒါတန်တရားကအမှားတွေသူလုပ်ခဲ့တာမဟုတ်နောက်ဆုံးကြတော့သူဘယ်လာဖြစ်တုံလို့ဆိုမြတ်စွာဘုရားပွင့်တဲ့အချိန်မှာသာဝတိမျိုးနဲ့မလှမ်းမကန်ကောသလတိုင်းနဲ့ပေါ့ကောသလတိုင်းနဲ့ကဒီကောသလတိုင်းဆိုတာခင်းကမြစ်တို့ဘာတို့နဲ့နီးတာကိုအဲ့မြေကမ်းနားမှာတန်ဃာရွာရှိတယ်အဲ့ဒီတန်ဃာရွာကအိမ်တော်အင်ဂျီ1000ရှိတဲ့တန်ဃာရွာမှာအဲ့မှာသွားပြီးတော့သူတရေတီးတယ်ပေါ့အဲ့လိုတရေတီးတဲ့အခါမှာလောကမှာလူတွေကပြောကြတယ်ကိုဖြစ်ကိုခံလို့ပြောကြတယ်သို့တော့မကောင်းတဲ့လူရှိလို့ရှိရင်ကြံတဲ့လူတွေပဲအထိုက်လျောက်ခံရတတ်သေးတယ်ဆိုဒါဘာနဲ့စဉ်းစားကြည့်ရမလို့ဆိုမိဘုံနာကတ်ရင်ကတ်တဲ့လူတိုင်းပူမှာပေါ့အလောင်းမခံရတော့ပူတော့ခံရမှာပဲအဲ့ဒါလိုပဲသူတရေတီတာအဲ့ဒီရွာထဲမှာသူတရေတီတဲ့အချိန်ကစပြီးအဲ့ဒီရွာလူတွေလုပ်ငန်းကင်တာအဆင်မပြေငါဆိုလို့ရှိရင်ဒီငါသေးသေးလေးကစမမွေးငါကြီးဆိုတော့ဘယ်တော့မှဖမ်းလို့မရဘူးအဲ့လောက်ထိအောင်လုပ်ငန်းကမဖြစ်တော့ဘူးတဲ့ငါးတွေပါဖမ်းမရတော့တရွာလုံးကဆင်းအောင်ဆင်းရဲဖြစ်လာဒါတွေမကဘူးရွာမီးလောင်တာ9ကြိမ်နဲ့သူရောက်လာမှဖြစ်တာဒါသူ့ရဲ့ဒီထင်ဟပ်မှုတွေမိဘုံရဲ့အရှိန်ဟပ်မှုတွေလို့ပြောဟောတော့ဘယင်ကနေအဲ့ဒီရွာကလူတွေတန်ခါလူတွေဓာန်တက်တာ9ကြိမ်ဓာန်တက်ခံဆင်းရဲရတဲ့ထဲမှာဓာန်ငွေတွေပေးဆောင်ရတယ်ဆိုတော့ပို့ပြီးတော့ဆင်းရဲကြအဲ့တော့လူတွေကစဉ်းစားကြတယ်တို့ရွာတစ်ခါမှဒီလိုဖြစ်ဘူးမကောင်းတဲ့လူတော့ရှိနေပြီနဲ့တူတယ်ပေါ့ဆိုပြီးတော့ရွာကိုခွဲလိုက်တယ်50-50ပေါ့900စီခွဲလိုက်တယ်အကြခွဲလိုက်တဲ့အခါကျတော့သူ့မိသားစုမပါတဲ့အိမ်900လူတွေကအကုန်အလုံးခံနေခွဲလိုက်တဲ့နေ့ကစပြီးအစဉ်ပြေးလာတာအကုန်စီးပွားတွေတရေရေတက်ငါးတွေမိဟိုဘက်ပိုင်းကတော့ထုံးစံတိုင်းနဲ့အဲ့ဒီဒုက္ခတွေရောက်ဒါနဲ့အဲ့ဒီကျန်တဲ့ဘက်ကိုတခါထပ်ခွဲနဲ့ဒါသေးကြပြီးမကောင်းတဲ့လူရှိတယ်ဆိုထပ်ခွဲရင်ကနေနောက်ဆုံးမှသူတို့တအိမ်နဲ့ပဲကျန်တော့တဲ့အဆင့်ရောက်တယ်သူတို့တအိမ်နဲ့ကျန်တဲ့အချိန်ကျကျန်တဲ့လူတွေအကုန်ဆင်ပြေတယ်သူတို့တအိမ်ပဲအဆင်မပြေဖြစ်သွားတယ်ဟောမိခင်ဆိုတာတော့သူ့ဝမ်းထဲမှာတရေတီတဲ့ကလေးကိုသူကတန်ရစဉ်ဖြစ်တာပေါ့တနာတယ်ဒါကြောင့်မို့စင်စင်ရဲရဲနဲ့ပဲသူရောက်လာကြတဲ့ကအိမ်မှာထမင်းနတ်မောင်အောင်စားရတယ်လို့မရှိဘူးဝါအောင်စားရတယ်လို့မရှိဘူးမွေးလာတဲ့အခါမှာလည်းဒုက္ခတွေပေးလိုက်တာအချင်းချင်းနောက်ဆုံးမှသူ့ကိုမတ်တပ်သွား9နှစ်အရွယ်လောက်ရောက်အောင်မတ်တပ်သွားတိတတ်တဲ့အရွယ်လေးရောက်သည့်ထိအောင်အမေလှုပ်တဲ့ပုဂ္ဂိုလ်ကသိခံပြီးတော့ကျွေးမွေးဆောင်းဆောင်းတောင်းစားရတဲ့အဆင့်ရောက်တော့တောင်းတဲ့တိုင်းရသလားလို့ဆိုသူပါလာလို့ရှိရင်ပေးမဲ့လူတယောက်မှမရှိဘူးနော်တန်မြာမှာအမှားလုပ်ခဲ့တာရဲ့အပြစ်ဒဏ်တွေကိုခံပေးမဲ့လူတယောက်မှမရှိဒါနဲ့ကြာတော့မိဘလည်းပဲနော်ကိုမချိအမိတော်လဲသားတော်ပဲမစားရတဲ့အခါဥမမတောင်းတော့သီလမဆောင်နိုင်ဘူးပေါ့တရက်ကြတော့သူ့လက်ထဲခွက်ကလေးထည့်ပြီးငါသားဟိုအိမ်နဲ့သွား
မင်းအဲ့ဒီတော့တောင်းလိုက်ငါတဏှာတောင်းမယ်ဆိုပြီးတော့လစ်တော့တာအဲ့ဒီလစ်သွားတာခြေရဖြောက်လိုက်အဲ့ဒီလိုခြေရဖြောက်လိုက်တဲ့အခါကျတော့ဒီကောင်ဟာဘာဖြစ်သွားတော့ဆိုနော်မစားရတဲ့ရက်တွေကများပြီးတော့ပိန်ချုံလို့လူလည်းရေချိုးရတယ်လို့မရှိဘူးဒီအမိုက်ပုံတွေသူများတွေပြစ်ထားတဲ့အစားအစာတွေတဲကကောက်ပြီးတော့အဲ့ဒါစားအဲ့ဒီလိုနေတာလူကတရေရုပ်ပေါက်သွားတယ်အဲ့ကောင်ဝအောင်စားရတယ်လို့မရှိဘူးအဲ့ဒီလိုတရေရုပ်ပေါက်ပြီးတော့လူကလည်းမွဲချောက်ပြီးတော့ဆင်းရဲဒုက္ခရောက်လိုက်တာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာမထေရကတာဝတိပြည်ထဲဆွမ်းကံဝင်လာတော့အမှတ်မတင်သူနဲ့သွားတွေ့တာသွားတွေ့တော့ရှင်သာရိပုတ္တရာတနာသွားသူ့ရဲ့ရှင်နာစိတ်အော်ဒီလောက်ဆင်းရဲတဲ့ကလေးလေးပါလားဒီလောက်ဆင်းရဲရှာတာတနာစရာကောင်းလိုက်တာစားစရာမရှိဘူးသူများတွေပြစ်ပြီးအိုးဆေးရီခွက်ဆေးရီတွန်ထားတဲ့နေရာကကြီးခန်းလိုပဲဟိုဟာလေးလိုက်ကောက်ဒါလေးလိုက်ကောက်နေအဲ့ဒီထမင်းလုံးလေးတွေထမင်းစီလေးတွေပြစ်ထားတဲ့ဟာလေးတွေကိုကောက်ပြီးစားနေရှာအဲ့ဒါမြင်တော့ရှင်သာရိပုတ္တရာကတနာပြီးတော့သူ့လှမ်းခေါ်လိုက်တော့သူကလိန်တော့လိန်မာသားပဲသူကနော်အကုသိုလ်ကံတာခံရတာသူအုံနောက်ထဲမှာသူ့တဏ္ဍာမှာအသိဉာဏ်လေးရတော့ရှိတယ်ဘာဖြစ်လို့အသိဉာဏ်ရှိတာတော့ဆိုဘုန်းကြီးဘုရားတော်ကသူကတရားထုတ်ခဲ့တယ်လေပီလာတွေလည်းဆောက်တည်ခဲ့တယ်တရားလည်းအထုတ်ခဲ့တယ်ယဟနာပြင်းမာပြီးတော့အမှားလုပ်ခဲ့လို့ဒီဒုက္ခကြီးကိုခံရတယ်အဲ့တော့ရှင်သာရိပုတ္တရာကလှမ်းခေါ်တယ်ဟဲ့ကောင်လေးဆိုတော့သူသွားတယ်အနန္တသွားတဲ့အခါကျတော့ရှင်သာရိပုတ္တရာပြောတယ်မင်းဒီလိုပဲစားစရာမရှိဒီလိုနေရတာလားဘယ်တော့မှသူဝအောင်မစားဘူးတဲ့ဒီလိုပဲနေရနေကြလဲအိတ်မရှိဘူးအကိုစရာကြောင်းဒါပေမဲ့သင်္ကန်းဝတ်ပါလားလို့အရှင်ဘုရားတဲ့တပည့်တော်ဘယ်သူကဝတ်ပေးမှာတော့တဲ့သင်္ကန်းဆိုတော့ရှင်သာရိပုတ္တရာကအေးငါဝတ်ပေးမယ်မင်းလိုက်ခဲ့အကြောင်းဆိုပြီးတော့ခေါ်သွားတယ်နော်ဒါတော့ဒီဆင်းရဲဒုက္ခရောက်ပြီးတော့ပိန်ချုံနေတဲ့ကလေးလေးတယောက်ကိုရှင်သာရိပုတ္တရာကယ်သွားတာခေါ်သွားတယ်ကြောင်းရောက်တဲ့အခါရှင်သာရိပုတ္တရာရေတွေဘာတွေခတ်ပြီးတော့ကြီးတွေဘာတွေတွန်းဘယ်တော့မှဒီရေမချိုးတဲ့ကောင်ပေးရေနေတဲ့ကောင်ရေတွေဘာတွေချိုးပေးသင်္ကန်းတွေဘာတွေပေးသပိတ်တွေဘာတွေပေးပြီးတော့သူသင်္ကန်းလေးဝတ်ပေးလိုက်တယ်ကိုယ်လေးဝတ်ပေးလိုက်ကိုယ်လေးဝတ်ပြီးတော့စာလေးဘာလေးသင်ပေးတော့ညံတော့သူကအကောင်းသားညံတော့ကောင်းတယ်ညံကောင်းမိမဲ့လို့ဘုံကံကလဲလိုက်တာသူ့ကိုနောက်ကနေခေါ်သွားရင်ရှင်သာရိပုတ္တရာကဆုံးမရဘူးတဲ့ဆုံးမရရုံနဲ့မကဘူးဒါလူတွေရဲ့မျက်စိကရှင်သာရိပုတ္တရာမမြင်တော့ဘူးတဲ့သူကသူပန်းလာတဲ့နေ့ဆိုရင်ရှ िख ိုးတဲ့လူတောင်မရှိဘူးတဲ့လမ်းမှာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာမဖြစ်ဘူးမင်းကြောင်းမယ်နေရဲ့ဆိုပြီးတော့ဆုံးခံပြီးတော့ကျွေးရရှာတယ်ဒါပေမဲ့ဝါအောင်မစားရဘူးသူဘယ်တော့မှအဲ့ဒါလောက်ဖြစ်အောင်သူ့ရဲ့အပြစ်ဒဏ်တဏှာလောက်ခဲ့တဲ့အမှားအပြစ်ဒဏ်ကိုခံရရှာအေးတရားတော့သူကြိုးစားအထောက်ရှာတယ်သို့တော့ဘိုက်ဝအောင်စားရတဲ့အခါဆိုဘယ်တော့မှမရှိဘူးရှင်သာရိပုတ္တရာကကြောင်းနေပြီးတော့ကဲလူချုံနဲ့သူ့တပည့်တွေကနေပြီးတော့ကဲမင်းတို့သွားလိုက်သူ့ရဲ့နာမည်ကိုလောသကတိတ်တလို့နာမည်ပေးထားကဲလောသကတိတ်တကိုမင်းတို့ဒီဆုံးလေးပေးလိုက်ပါဆိုမရောက်ဘူးတဲ့သူစီပေးရမှမေ့ပြီးတော့သူတို့ကြွေးတာထင်ပြီးစားပလိုက်ကြသူစီမရောက်အဲ့ဒါလိုနဲ့ငတ်ပြက်ပြီးတော့နေရတဲ့ဘဝမျိုးဘယ်တော့မှဘိုက်ဝအောင်စားရဘူးတဲ့ဒီနေ့ကျတော့သူဒီလိုငတ်ပြက်စားလောင်နဲ့ပဲနောက်ဆုံးမှာသူကိုယ်တိုင်တသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအနိစ္စဒုက္ခအနတ္တဝိပဿနာရှုပြီးတော့ကျင့်ကြံခဲ့တဲ့ဥပနိဒေယလေးကြောင့်မို့လို့သူကရှင်သာရိပုတ္တရာသင်ကြားထားတဲ့အတိုင်းတရားနှလုံးသွင်းတယ်သိခံပြီးတော့တရားနှလုံးသွင်းတဲ့အခါမှာအာတော်ကင်းกว่าတဲ့ယဟနာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်
အဲ့ဒါလို့ယန္နာဖြစ်သွားတဲ့အခါမှာယန္နာဖြစ်ပြီးတော့သူမကြခင်ပဲအစာရည်စာဘယ်တော့မှပြည့်ပြည့်စုံစုံမစားရတဲ့ပုဂ္ဂိုလ်ဆိုတော့အာယုသင်္ခါရတွေကတဖြည်းဖြည်းရောပြီးတော့ခန္ဓာကိုယ်မှာဒီအသက်ရှင်ဖို့ရခက်ခဲလာတယ်အစာမစားရတာတွေကများလာတော့အင်းအားတွေကဆွေးယူလာအဲ့ဒီမှာရှင်သာရိပုတ္တရာမထေရမြတ်ကတော်တော်တန်ဝေကရရှာသူ့အတွက်ပို့လိုက်တယ်ဘယ်တော့မှမရောက်ဘူးအဲ့ဒါနဲ့သူယန္တာဖြစ်တဲ့နေ့မှာအထူး special အစာကောင်းနေရှင်သာရိပုတ္တရာကပို့ခိုင်းလိုက်တာတွေကလမ်းညင်ပြောက်သွားဒါတွေမကဘူးသာဝတိပြည်ဆိုတာအလုံးကြားမှုကြတယ်ပတိပတိကောသလမင်းကြီးကအပရိသဒါနဆိုဘယ်သူနဲ့မှမတူတဲ့အလှကြီးလှူတာလေရဟန်းတော်တစ်ပါးကိုဆင်နေရထီးမိုးပေးထားတယ်အဲ့ဒါမင်းကမင်းသားနဲ့အကြီးကျယ်လှူတယ်အလှမှတော့သူဘိုက်ပြည့်အောင်မစားရဘူးတဲ့ကဲဟုတ်ဘယ်တော့မှဝအောင်မစားရဘူးသူများတွေဝပြီးတော့နေတဲ့အလှဝဲကြီးမှတော့သူဝအောင်မစားရခဲ့ရဘူးအေးယဟန္တာဖြစ်တဲ့နေ့ကျတော့ရှင်သာရိပုတ္တရာကသူနဲ့ဆုံးခံသွားတာကြောမဲ့လူတော်မရှိဘူးလူမဲ့လူလည်းမရှိဘူးဒါနဲ့ရှင်သာရိပုတ္တရာသူ့ကိုကြောင်းပြန်လွတ်ပြီးတော့ကဲမင်းဆုံးသားကြောင်းကပဲထိုင်းနေငါပို့လိုက်မယ်ဆိုပို့ခိုင်းလိုက်သူ့လက်ထဲမရောက်လမ်းမှာပဲပျောက်သွားဒါသူလုတ်ခဲ့တာလေသူကလည်းလမ်းမှာဖြောက်ခဲ့တာဟုတ်အသူစီပို့တဲ့အစာလည်းမရောက်ဘူးဓမ္မတန်တတိထားပြန်ကောင်းတယ်ရှင်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှဟောထားတာရှိတယ်နော်အစာဆိုတာတဲ့ယေနံဒရန္တိတတ္ထာယဝိပတ္တန္တိနစေတတာကြည်နူးတဲ့စိတ်နဲ့ယုံကြည်တဲ့တရားတရားနဲ့လှူတဲ့ပုဂ္ဂိုလ်တွေကိုသာလဲတမေဝအာနံပဇတိအတ္တမေလောကေပရမိစ္ဆာကြည်လင်တဲ့စိတ်တရားတရားနဲ့သူများကိုကျွေးခဲ့မွေးခဲ့တဲ့ပုဂ္ဂိုလ်စီတာအစာအာဟာရဆိုတာရောက်လာလေးရှိတယ်တဲ့နော်မလူတဲ့မတန်းတဲ့ပုဂ္ဂိုလ်စီဆိုရင်အစာအာဟာရရောက်မလာဘူးဘဝမှာရှားမြဲရှားနေတတ်တယ်တဲ့မြတ်စွာဘုရားအဲ့လိုဟောတာနော်အဲ့ဒီမှာယေနံဒရန္တိတတ္တယဝိပတ္တန္တိနစေတတာတမေဝအာနံပဇတိတဲ့စားစရာဆိုတာအဲ့ဒီလှူခဲ့တဲ့ပုဂ္ဂိုလ်စီရောက်လာမလူတဲ့ပုဂ္ဂိုလ်စီမရောက်ဘူးတဲ့ဘယ်တော့မှအတ္တမိန်လောကေပရမိစ္ဆာဒီလောကပဲဖြစ်ဖြစ်တခြားလောကမှာပဲဖြစ်ဖြစ်လှူခဲ့တဲ့စီပဲရောက်တယ်တဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမဝိနေယမစ္စေတာသစ္စာဒါနမလာဘိကိုနှမျောတယ်ဆိုတဲ့အညစ်အကြေးတွေကိုနိုင်အောင်လုပ်တယ်နိုင်အောင်လုပ်ပြီးတော့လှူရမယ်တဲ့လှူရမယ်တန်းရမယ်သူများပေါ်မှာဒီလှူတန်းကိုပိတ်ထားနေပါလေမလုပ်ရဘူးတဲ့နော်ပုံညာနိပရလောကသမိပဋိက္ခာဟောတိပါဏိနာကိုလုပ်ခဲ့တဲ့ကုသိုလ်တွေဟာတမလွန်ဘဝမှာအားကိုးရဖြစ်တယ်တဲ့ဟောဒါမြတ်စွာဘုရားဟောတဲ့အတွေးအမြင်ပဲအခုကြည့်လေသူကုသိုလ်မလုပ်ခဲ့တဲ့အတွက်ကြောင့်သူစီပို့လိုက်တဲ့ဟာသူစီမရောက်ဘူးလမ်းမှာပဲပျောက်တယ်လမ်းမှာပဲပျောက်တယ်အစားအစာပေးချင်တိုင်းပေးလို့မရဘူးသူကပျောက်အောင်လုပ်ခဲ့တော့ပျောက်ကုန်တာပဲနောက်ဆုံးအချိန်ကျတော့ရှင်သာရိပုတ္တရာကကျောင်းပြန်ရောက်တယ်ကျောင်းပြန်ရောက်တော့အချိန်ကြီးလိုက်တော့လေမွန်းတော့တဲ့အချိန်ပြည့်သွားပြီစွန့်စားရလားလို့မေးလိုက်တော့မရဘူးတဲ့အဲ့ဒီမှာတော်တော်တန်ဝေကဖြစ်သွားတယ်ရှင်သာရိပုတ္တရာတပိတ်ဆေးပြီးတောက်လျှောက်ပြန်ထွက်သွားဘယ်သွားတော့ဆိုကောသလမင်းကြီးရဲ့နန်းတော်ရောက်ရှင်သာရိပုတ္တရာကြွလာတယ်ဆိုတော့ဒီချိန်ကြည့်လိုက်တဲ့အခါဒါဆွမ်းချိန်မဟုတ်တော့ဘူးဟောဝန်လွဲနေတဲ့အချိန်ဆိုတော့ကောသလမင်းကြီးကစတုမရုတပိတ်လှူလိုက်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာစတုမရုတပိတ်ကိုယူပြီးတော့ခုနကလောကတိတ်တာစီကိုသွားတယ်ဟိုကအစာမစားရလို့ရဲရဲလေးဖြစ်နေနော်အစာငတ်တာနော်မစားနိုင်တာမဟုတ်ဘူးမစားရတာအဲ့ဒါနဲ့စတုမရု
သူ့တပိတ်ထဲကိုတပိတ်လေးကိုနာနာပေးပြီးရှင်သာရိပုတ္တရာစားခိုင်းတယ်ရှင်သာရိပုတ္တရာကတပိတ်ကိုကင်ထားတယ်ကင်ထားပြီးတော့စားခိုင်းမစားဝတ်မူကြောက်တယ်ဆရာကိုချက်တယ်မဟုတ်ဘူးစားမင်းလက်ထဲထည့်လိုက်ရင်ပျောက်သွားမှာအဲ့တော့ငါကင်ထားမယ်ဆိုရှင်သာရိပုတ္တရာရဲ့အရိယိဋ္ဌိလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တို့ရဲ့စွမ်းတကာအစွမ်းတကူနဲ့မပြောက်စေအောင်ထိမ့်ပေးထားသူလုပ်ခဲ့တဲ့အကုသိုလ်ကံကိုရှင်သာရိပုတ္တရာစိတ်ကူပေးရတာပေါ့နော်သူလုပ်ခဲ့တဲ့အကုသိုလ်ကံကဒီစတုဝရုဘိတ်တပိတ်ကြီးဟာပျောက်သွားနိုင်တယ်အဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာကသူ့အစွမ်းနဲ့စတုဝရုတွေမပျောက်အောင်အရိယာရဲ့အစွမ်းတကူနဲ့ထိမ့်ထားကဲကင်စားတာစားငါကင်ထားတယ်မပျောက်စေရဘူးဆိုအဲ့ဒီမှာစားတာစတုဝရုတပိတ်ကုံသွားစားကျင်လိုက်တာတဘဝလုံးမှာဒီကခါပဲဝအောင်စားအကုသိုလ်ပဲအဲ့ဒါလို့ဝအောင်စားပြီးတော့အဲ့ဒီနေ့ပဲသူကပြိဋိဘံဆံသွားရှာမြတ်စွာဘုရားကိုယ်တိုင်သူ့ရဲ့ဇာပနာကိစ္စကိုဘုရားကိုယ်တိုင်ကြွပြီးတော့သူ့ရဲ့အယိုးဓာတ်တွေကိုစေတီတဲတယ်လို့စာထဲမှာဒီလိုမှတ်တမ်းတင်ထားတယ်ပေါ့နော်အဲ့တော့တန်တရားအမှားနဲ့ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာတရားဟာစဉ်းစားကြည့်ဟိုပုဂ္ဂိုလ်ကတန်တရားမှာအမှားလုပ်ခဲ့လို့အမတ္တမသနာစရာကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ရှင်သာရိပုတ္တရာလိုကျင်နာတတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့လို့လေကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လို့ရှိရင်ဖာတိပါဒနေရင်သူ့ဘဝဘယ်လိုနေမလဲစဉ်းစားကြည့်သူဟာလူနေတာစုပ်ပေမဲ့လို့သူ့ရဲ့အသိဉာဏ်ရှိတယ်ကုသိုလ်ကောင်းမှုသူလုပ်ခဲ့တယ်သီလဆောက်တည်ခဲ့တယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ခဲ့တယ်အဲ့ဒီစွမ်းရည်တွေကသူ့တဏ္ဍမှာအပြည့်ရှိနေတယ်ပြမက်ကဆရာကောင်းသမားကောင်းနဲ့တရားဓမ္မကိုနားလိုက်လို့ရှိရင်ဉာဏ်ပွင့်သွားနိုင်တယ်ဟောရှင်သာရိပုတ္တရာကနိညွန်လမ်းပြပြလိုက်တဲ့အခါမှာသူဉာဏ်ပွင့်သွားတဏှာဝုကတော့လွတ်သွားပါရဲ့ငတ်ငတ်ပြက်ပြက်နဲ့လွတ်သွားရှာနောက်ထပ်တော့ပြန်ပြီးတော့ပေါ်လာတော့မှမဟုတ်တော့ဘူးပေါ့ဒီလောကထဲမှာအဲ့ဒါကြောင့်မို့လို့တဏှာခီးသွားနေတဲ့ပုဂ္ဂိုလ်တွေဒီလိုအမှားတစ်ခုခုမျိုးမိမိရဲ့စိတ်အခက်မသိလို့စိတ်ဓာတ်ဥဆောင်ရလိုက်ပြီးတော့မှားရနာလုံးမိပြီဆိုလို့ရှိရင်ခံလိုက်ရတာနဲတာမဟုတ်ဘူးလို့ဒါကြောင့်မို့ဒါကိုတန်ဝေကယူလို့ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်လောကကြီးမှာပျောက်သွားတာမဟုတ်ဘူးအွန်လိုင်းဖြစ်နေတယ်ဆိုတာထားဖို့ဒါကြောင့်မို့ခုနကမြတ်စွာဘုရားဟောတဲ့ဥဘောပုံညင်စပါပင်စနော်ဥဘောပုံညင်စပါပင်စကုသိုလ်ရောအကုသိုလ်ရောလောကလူတွေလှုပ်တယ်ဥဘောပုံညင်စပါပင်စယံကတ္တဝါယံမစ္စောကုရုတိဣဒဥဘောပုံညင်စပါပင်စယံမစ္စောကုရုတိဣဒဒီဘဝမှာတဲ့လူသားတွေဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်တန်ဟိတတတကံဟောတိကိုလှုပ်တာကိုပိုင်နေကိုနဲ့ပဲဆိုင်နေတင်စအာဒါယကိစ္စတိအဲ့ဒါကိုယူဆောင်သွားရမှာဖြစ်တယ်အကုသိုလ်ယူဆောင်သွားရင်တော့မကောင်းကျိုးတွေဇက်တိုက်ခံရကုသိုလ်ယူဆောင်သွားရင်ကောင်းကျိုးချမ်းသာတွေရဒီတဘာဝနှစ်ခု the law of nature ပဲသူ့တဘာဝအတိုင်းကုသိုလ်ကကောင်းကျိုးတွေပေးပြီးအကုသိုလ်ကမကောင်းကျိုးတွေပေးတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေတန်တရားထဲမှာအမှားမလုပ်မိစေဖို့ကိုလုပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကိုနဲ့သက်ဆိုင်ပြီးတော့ကိုသွားရမှာပါမယ်ဆိုတာကိုစီသဘောကျပြီးတော့မကောင်းတာတွေမပါရလေအောင်ကောင်းတာတွေသာပါရလေအောင်တတိဆောင်ပြီးတော့ကုသိုလ်တရားကိုသာများများစားစားကြိုးစားအားထုတ်ပွားများနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု